အမျိုးသမီးတစ်ယောက်ဟာဟိုတယ်မှာအာလူအိတ်တစ်အိတ်ကိုစစ်ဆေးနေတော့အာလူတွေပေါ်မှာကတ်ထားတဲ့အသေးပုံစတစ်ကာလေးတွေကိုသတိထားမိသွားပါတယ်။အဲ့ဒီခါမှာသူမရဲ့ကလေးဘွားကိုပြန်အမှတ်ရသွားပါတယ်။သူမငယ်ငယ်ကအဲ့ဒီလိုစတစ်ကာလေးတွေကိုအာလူတွေပေါ်မှာကတ်ပြီးလေးရှိပြီးသူမရဲ့အဖေကလည်းအဲ့ဒီအာလူတွေကိုမြန်မြန်ရောင်းထွက်အောင်ရောင်းပေးခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့လိမ္မာရေးချရှိမှုနဲ့မိဘပေါ်တီးတက်မှုတွေကြောင့်သူမရဲ့အမဖြစ်သူကမနာလူဖြစ်ခဲ့ပါတယ်။တနေ့မှာတော့အမဖြစ်သူကညီမလေးကိုပြောင်းခင်းနဲ့လှည့်စားခေါ်ဆောင်သွားခဲ့ပြီးနောက်ညီမလေးဟာသူစိမ်းနေရဲ့ဖန်စီခေါ်ဆောင်သွားခြင်းကိုခံလိုက်ရပါတယ်။ညနေရောက်တော့ဖခင်ကတမီးငယ်လေးဘေးမှာလေးလို့မိပေမဲ့တမီးအကြီးကသူမမသိဘူးလို့လိန်ပြောခဲ့ပါတယ်။ဖခင်လည်းချက်ချင်းပဲလက်နဲ့တမီးယူပြီးထွက်ရှာပေးမယ်တညာလုံးရှာတာတော့တမီးငယ်လေးကိုမတွေ့ခဲ့ရပါဘူး။10နှစ်ကြာပြီးနောက်တမီးအကြီးကတက္ကသိုလ်ဝင်ခွင့်ရခဲ့ပေမဲ့မိသားစုရဲ့ဝင်ငွေနှဲပါမှုကြောင့်ကျောင်းလာကမတက်နိုင်ခဲ့ပါဘူး။ဒါကြောင့်ဖခင်ဖြစ်သူဟာတမီးရဲ့ကျောင်းလာကအတွက်တွေးသွားဖောက်ရောင်းခဲ့ပြီးရလာတဲ့ငွေအားလုံးကိုတမီးကိုပေးခဲ့ပါတယ်။ပြီးတော့သူမအတွက်ပေါင်မုတ်တစ်လုံးလည်းဝယ်ပေးခဲ့ပါတယ်။ဒါပေမဲ့တမီးကအဲ့ဒီပေါင်မုတ်ကိုမယူတဲ့အပြင်နေထိုင်စည်းအတွက်ဒေါ်လာ1000ထပ်တောင်းခဲ့ပါတယ်။ဖခင်ခင်ဗျာလည်းနီးလန်းရှာပြီးပါမယ်လို့သာကတိပေးနိုင်ခဲ့ပါတယ်။တမီးအကြီးထွက်သွားပြီးနောက်ဖခင်ကသူ့ရဲ့တမီးငယ်လေးကိုသတိရနေခဲ့ပါတယ်။ဖခင်မသိခဲ့တဲ့အမှန်တရားကတော့တမီးငယ်လေးကချမ်းသာတဲ့မိသားစုတစ်ခုစီရောင်းစားခံခဲ့ရတာပါ။သူမကအခုချိန်မှာကောင်းကောင်းမွန်မွန်နေထိုင်ရုံသာမကနိုင်ငံခြားမှာပါပညာသင်ခွင့်ရခဲ့ပါတယ်။ငွေစားမိသားစုကသူမကိုနေထိုင်စည်းအဖြစ်ဒေါ်လာ9000ပေးခဲ့ပေမဲ့သူမကပညာသင်စုရထားပြီးဖြစ်လို့အဲ့ဒီငွေကိုလက်မခံခဲ့ပါဘူး။တနေ့မှာဖခင်ဖြစ်သူကစားတောက်ဆိုင်တစ်ခုကိုအာလူတွေသွားပို့ရင်းတီးတာအခန်းတစ်ခုထဲမှာတမီးအကြီးရဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒါပေမဲ့တမီးအကြီးကသူမအဖေကိုတွေ့လိုက်ရချိန်မှာအံ့ဩကြောက်လန့်သွားပြီးဝိုင်းခွက်နဲ့ပြစ်ပေါက်လိုက်ပါသေးတယ်။ဖခင်ဖြစ်သူလည်းဒီလိုမမျှော်လင့်ထားတဲ့အဖြစ်အပျက်ကြောင့်စွန့်ဩသွားခဲ့ပါတယ်။တမီးအကြီးကတော့အတန်းပေါ်လေးရှိမှာအဖေကြောင့်အဆက်ကွေးရမှာကိုစိုးရိမ်နေတာပါ။ပြီးတော့သူမကဟိုတယ်မန်နေဂျာကိုချက်ချင်းခေါ်ပြီးအဖေဖြစ်သူကိုသူတောင်းစားတစ်ယောက်လိုနှင်ထုတ်ခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဟိုတယ်ရဲ့ CEO ဟာဟိုတယ်ကိုစစ်ဆေးဖို့ရောက်လာပြီးခြေခောက်လဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖခင်ဖြစ်သူကသူမကိုဖမ်းထိန်ပေးလိုက်ပါတယ်။သူမကမော့ကြည့်လိုက်တော့ဖခင်ရဲ့လေပင်ကအဆောင်လက်ထွေးလေးကိုမြင်သွားပါတယ်။အဲ့ဒီအဆောင်လက်ထွေးလေးဟာသူမအမိမတိဆုံးခင်ကခြံထားရေးခဲ့တဲ့အဆောင်လက်ထွေးလေးဖြစ်ကြောင်းသိလိုက်ရတဲ့အတွက်သူမအယမ်းကိုစိတ်လှုပ်ရှားသွားပါတော့တယ်